အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Kevin ပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ Roblox ထဲက The Floor is Lava ဆိုတဲ့ game ကိုဆော့ရတော့ဖြစ်ပါတယ် Let's go ဒီမှာဆိုရင်တော့10စက္ကန့်လိုသေးတယ်ခဏဆောက်လိုက်အောင်အေးပါကွာဟောသူများကောင်းပေါ်တွေရှောက်တန်နေရတယ်ဟောသူများကောင်းပေါ်တွေလည်းတက်လို့ရတယ်မှန်ဒီကတည်သွားမယ်အခု Spider လက်ကြီး Spider-Man လက်ကြီးပါရောက်ဟိုဘက်က80တောင်ပေးရတယ် Oh my god လက်စင်းရဲ့ဟေးမဝင်နိုင်ဘူးဟာBeach ကန်းကြီးပေါ်တယ် Let's go ပေါ်တယ်ကြမယ်ပေါ်တယ်ဟိုရအများကြီးပဲမတူရအောင်နဲ့ဘူးရတော်များခိုင်းသူများအကောင်းပေါ်တက်ရင်ပို့ပြီးတော့အန်တယ်ခင်းမယ်သူဒီကောင်တက်ထားမယ်လေအားစင်လေနေကင်းဝိုင်းလေသူများရေပို့မြင့်သွားပြီအော်ကောင်မလုံးနဲ့လို့အော်ကောင်ငင်းနေအော်ကောင်နေမှငါမသိမှအမင်းလုံးငါမရှောမရမလုံးနဲ့လို့ရငါပြုတ်ကြလို့ငါပြုတ်ကြငါဟိုခေါင်းပေါ်ရောက်သွားတန်းကျေးဇူးတင်ပါတယ်အဲ့ဒါကြောင့်လည်းဆင်းပြပါတယ်โอเคပါကျေးဇူးတင်ပါတယ်ကဲနောက်ဝဲစားဖို့10စက္ကန့်ဒီမက်လေးရွေးဒီမက်ဒီလူဘွားကြီးပသက်ကြီးဟာအဲ့လိုက်ရွေးပါဟာကွာအေးပါကွာအဲ့ဒါကြီးဘာလို့မှလဲလူသားရဲ့ပြင်းစရာပေါဝါးတွေပါလည်းမပါအောင်တဲ့ရေပေါ်တာလေးစားတန်းတွေတေလောက်တယ်ကွာလေးစားတန်းတွေတေလောက်တယ်အဲ့ဒီခဏနေမတိုးကြနဲ့လို့ရမတိုးကြနဲ့လို့ရဟဲ့ကောင်အေးပါကွာရှောကိုရီးယားကဝိုင်းတွန်းကြတာလို့ငါပြုတ်ကြပြီးတေးတာကိုအေးပါကွာအမေဆုံးကနိုင်နေတာကွာနောက်နေဝင်ကျုံးညာဟိုဘက်ကဘာလဲမသိပတ်ကွာတယ်ဒီဘက်မှာလည်းပတ်သေးဟီးဒါစု50 100အဲ့လိုနဲ့ပတ်သေးဝဲလို့ရတယ်ဒါပေမဲ့ကိုယ်ကစုကတစ်ခုပဲရှိတော့အစင်သိမပြေဘူးဒီတော့ကွာလေးခုံမယ်လွယ်လေးပါဒါလေးအပြင်းပြေခုံမှုစဒီမှာတော့ကျွန်တော်နိုင်တဲ့လူတွေအမေချပေးတာมั้งကျွန်တော်တော့မပါဘူးကဲဘယ်မဲ့ရအောင်အဲ့သေးပြီဟိုတဲတဲ့ OS တိုင်းယူတာတော့ဒီနဲ့ရေဝင်တော့ဒီကလည်းမြင့်တယ်ကျန်တဲ့ကောင်ငါ့လိုတိုင်းဝင်တာဟာတော့ခုလိုက်နေကြတာဆောင်းချိုးတော့မသိဘူးခေါင်းပေါ်တွေပါတက်လို့ရတယ်ကြီးဒါအမြင့်ဆုံးပဲဟိုဘက်မှာသူများလေဟိုဘက်တွေပါတွားနေကြတယ်အဲ့ဘာလဲအဲ့ဘက်သွားမယ်ခုံးရောက်ရတယ်လုံးဝဒီကနေ့ဟိုဘက်ကိုခုံးရမှာဟိုဘက်ကလည်းခုံနေတယ်ပြီးတော့အေးကောင်းရောကွာမရှော့အေးပါကွာမရဘူးဝေးကြီးပဲငါမသိဘူးလေကွာခုံကြည့်လိုက်တာပေါ့အေးပါကွာသေဝါပြန်ပြီဒီတစ်ခေါက်လေကယ်ဗင်နုလေလို့ပြောဖို့ကြတော့မှာဟိုကောင်လေးသေးတယ်အဲ့ဟောခုံနေရအေးပါကွာဒီကောက်လေကိုတွေမပါပြန်ဘူးဒီကောက်မရလဲနောက်တစ်ခေါက်ဟုတ်တယ်ဝင်ဒီဘက်ဆုံးသွားဟာဒီဘက်ဆုံးသွားဟာရွေးပဲဒီဘက်ဆုံးသွားဟာ please လာပြန်ပြီဒီကောက်လေကိုရွေးတဲ့ဟာမပါဘူးဟေးကိုဘယ်တော့မုန်းနေရတယ်မသိဘူးဟိုပထမပွဲတော့လည်းငါ့ကိုတုံးချတယ်အခုကျတော့လည်းငါရွေးတယ်မတော့တရားမှမကြည့်ရအောင်ဒါကြီးဒီတိုင်းပဲရင်းဖုံနေသေးမကောင်းပပွားတွေပါမပေါအောင်တဲ့တဲ့တူတက်ရတာလို့သိစင်စီကြည့်အောင်အဲ့ပပွားပါလေးဟာလေးပူကြိုက်တယ်ထားပါဒါလေးလည်းနားအောင်ထပ်ပြီးတော့ကြိုးစား
ဟိုမှာလေကားရှိတယ်ဒီကားကိုတွန်းချအောင်လေကွာတွန်းချရင်တော့ငါလုံးပြီးတော့မယ်ဒါရီကတော့ငါနိုင်တော့မယ်လို့ထင်တာပဲဟိုမှာလာပါလေးတက်လာပြီစက္ကန့်20ကျော်18ခွန်16ကျွန်တော်ကြံပြီးရပါတယ်အသက်ရှင်မယ်လို့ထင်တာပဲဒီအောက်ထက်ကိုပဲရောက်နေရအောက်ထက်ရောက်နေပြီရောက်နေအောက်ထက်ရောက်နေငါတို့သမီးတော့မယ်ရောက်ပြီလောက်ကြပါအောင်ရောက်ရင်တော်နီးနေပြီတော့ဒီတော်သေးတာဗောအဲ့လွယ်တယ် easy going လွယ်လေးဒါလေးอ่ะဒါလေးထည့်ရောဒီဘက်ဟာလေးယူလိုက်ကွာဒီမှာအမရေခဲဆောင်လေးရေခဲယူလို့လာပြန်ပြီကွာကားကိုတော့မပါကြီးဟုတ်တသားတုံးတသားချောင်းကြီးရွေးတဲ့ဟာကိုလည်းမရွေးကြအောင်စိတ်တက်ကွာစိတ်တက်ကဲခုံကြီးခုံရတော့နော်လာပါလေလိုက်အခုပြည့်ဖြစ်ပါကဲ40စက္ကန့်ကျော်တာပြီးပါကွာသွားခုံဒါပဲအဲ့မြင်ရအောင်လေရတန်းခုံလိုက်ခုံကိုအပေါ်ရခုံပေါ်ရဒီစတာဘော်လေးနေဒီစတာဘော်ပို့ပြီးမြင်ဟောတခြားလူတွေနဲ့ကိုပို့ပြီးမြင်စီရယ်8စက္ကန့်9စက္ကန့်မလေးအေးဘာဖြစ်လဲဟဲ့ငါတီးသွားတယ်လေ what ငါလည်းနေတာပဲလေကွာငါလည်းပေါ်တော့ရအောင်တက်တယ်ကွာရောက်ဒီကင်းကိုဒီရှင်တဲ့ကောင်ငါအမြန်ကြိတ်မုန်းနေတာမသိဘူးဟေးအေးပါကွာဒီကဒီပကွာလေးရွေးလိုက်တော့ဒီပကွာလေးဟာငါရွေးတဲ့ဟာကိုကြားဦးမကြတာပါကွာအေးပါကွာထားလိုက်ပါရောက်ဒီကလာနေဟာဒီကလာနေနေရโอเคရပြီပြေးတိုက်ပြေးဟုတ်ပြီဟုတ်ပြေးလက်ကြည့်ရင်ပြေးဟာမတစ်စက္ကန့်ဆိုရင်လာပါလေတက်လာတော့မယ်ခေအဆင်ပြေပါခုံနည်းနည်းကြက်နေရဘာဖြစ်နေရလဲရောက်မရပါမသုံးကြပါနဲ့လို့တောင်းပန်ပါတယ်မသုံးကြပါနဲ့အကြည့်အောင်ရောက်ခန့်နေရပဲရှယ်သွန်းနေတာအောက်မှာလာပါတယ်ဒီတော်သေးတာဗောကိုရဒီခါလေးနိုင်ပါပြီဒီဖလားတော့3ခုပေါ့နော်ဒီခါတော့အလေရဟာလေးကျွေးကွာလို့အလေရဟာလေးလားဘယ်မှတ်လဲဟာလာပြန်ပြီကွာငါကျွေးတဲ့ဟာဘလို့ဖြစ်ငါဘွေရောငါကျွေးတဲ့ဟာကိုကြောက်အောင်ကြတာကွာဒီဝါနေဝင်မယ်ဒီဘက်တော့တော့ခုံမြင်တော့နောက်ကြတဲ့ခြေတော့သစ္စာဖောက်မြင်တော့မယ်သွားလာပါတက်လာနေပြီလာပါတက်လာအကုန်သေးကုန်တော့နေပါလေဒီမှာပောက်ကွာโอเคဒီတော့ပြန်တော့လေကားတွေထက်ရှိသေးတယ်တတိတွေထက်ပေါ့ကွာဟုတ်တယ်တက်ဒီမှာလည်းပောက်ကိုတော့မှဒါလေးရလွယ်ပါလေအဲ့လိုကြီးခက်တဲ့လူစားတွေမဟုတ်လွယ်လေး easy ကိုဒီခါတဲ့ကျော်နိုင်မယ်လို့ထင်ပါတယ်ဒီလိုမျိုးတက်လာရတယ်ကွက်တီချက်ရတေးတော့မှာပဲအေးတော်သေးတာပေါ့ဒါပြင်မိဒီတစ်ခေါက်လေကဲဒီနေ့ဗီဒီယိုလေးတော့ဒီလောက်ပါပဲအားလုံးပဲအစားဆုံးကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်